မင်္ဂလာပါခင်ဗျာပပဝအာကြီးရဲ့ DS ကဆရာသွင်းကြီးပါအားလုံးပဲကောင်းမွန်နေနေလေးဖြစ်ပါစေခင်ဗျာဒီနေ့ဆရာ share ပေးချင်တာကတော့ဆရာနှုတ်စာအုပ်ပေါ့နော်ဆရာနှုတ်စာအုပ်ထဲကဒါဆရာနှုတ်စာဆရာခရင်အောင်အရင်ကြိုက်တဲ့အခါကျတော့ခရင်အောင်ပဲအကုန်သုံးတယ်ခင်ဗျာ anyway ဆရာနှုတ်စာအုပ်ထဲက Rumi ကြပြဆရာကြပြအဲ့ကြပြဆရာကြိုက်တဲ့ဆရာကြိုက်တဲ့ကြပြဆရာပေါ့လေ Rumi ဆိုတဲ့ကြပြဆရာရှိရဲ့အဲ့ Rumi ဆိုတဲ့ကြပြဆရာရေးထားတဲ့စာလေးအကြောင်းဖက်ပြချင်တာပေါ့နော်သူကတော့ရှာကြည့်ခင်ဗျာ Rumi poem ဆိုပြီးတော့ရှာကြည့်တဲ့အခါကျ online မှာအများကြီးကြားလာနိုင်မယ်အရင်ဖတ်လို့ကောင်းတယ်အဲ့ဒီအရင်တော်တယ်ဟိုနည်းနည်းတဲ့ဟို very deep meaning ပေါ့နော်အရင်နည်းနည်းတဲ့အတိတ်ပဲရှိတဲ့အရာလေးတွေကိုရိုးရှင်းရှင်းနဲ့စာရေးတဲ့နေရာမှာတကယ်ဆရာတဆူပဲခင်ဗျာသူရေးထားတာလေးက if everything around you seem dark look again you may be the light if everything around you seem dark look again you may be the light တဲ့အဲ့တော့တကယ်အခုချိန်မှာကိုကဟိုလမ်းပြောင်းနေတယ်အခုချိန်မှာကိုကမျက်စိလည်လမ်းမှားပြီးတော့လမ်းပြောင်းနေတယ်လှိုင်ကောင်းနဲ့ရောက်နေပြီးတော့ဘယ်သွားဘယ်လာမယ်မသိဘူးလမ်းစာလည်းရှာလို့မတွေ့ဘူးဆိုရင်တကယ်နဲ့အလင်းရောင်ကိုတိုင်းပဲဖြစ်ရင်လည်းဖြစ်နေတတ်တယ်ပေါ့ဒီအဲ့တော့ထုံနည်းသူသားပဲဆရာဒီနေရာမှာ exam လေးတစ်ခုအနေနဲ့ဆရာကြီးဝင်လုပ်ချင်တာမဟုတ်ပြင်မဲ့လေ exam လေးတစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင်ဆရာမသားလေးတယောက်ရှိတယ်ဆရာကလေးလေးကအခုဆို17လတစ်နှစ်ပြည့်ကန်နီးပြီပေါ့လေ17လတစ်နှစ်ပြည့်ကန်နီးပြီသူကဆရာတို့ဟိုတက်လို့ပဲစားအသားတွေငါးတွေမစားဘူးပေါ့နော်ပြီးရင်တော့ငမုတ်ကြော်တော့စားအသားတွေငါးတွေမစားဘူးငမုတ်ကြော်တော့စားတယ်ဒါပေမဲ့သူစားသမျှတော်တော်များများကအသီးတွေပဲများတယ်ဗျာငါပြောသည်ဆိုသူရမ်းကြိုက်သူတခါဒီကြရင်တော့မှဆရာတော်မှသူဖုန်ကြီးလုံးမှာလားသူတော်စင်လုံးမှာလားမသိဘူးပေါ့အဲ့လိုမျိုးဟိုပေါ့ပါရမီပေါ့လို့တခါလေးကြလဲ mystic force တွေဘာတွေရှိမှာပေါ့ဗျာလောကကြီးအဲ့လိုပဲပါရမီဘာတွေများပါလားမသိဘူးဒီကောင်တော့ဟိုပေါ့တက်လို့စားပြီးတော့သူတော်စင်လုံးမဲ့ကောင်လားမသိဘူးပေါ့လေအဲ့လိုမျိုးတခါလေးလဲထင်မိတာပေါ့နော်မိတော့ဆိုတဲ့ကောင်လောလောဆယ်တော့သူတက်လို့ပဲစားတယ်တက်လို့ပဲစားတော့ဆရာကဟိုပန်းသီးတို့ငါပြောသီးတို့ဆိုသူအကြိုက်ပေါ့လေငါပြောသီးဆိုအရင်ကြိုက်တယ်ငါပြောသီးဆိုသူကင်လိုက်ရင်လက်ကမချတော့တစ်ချိန်လုံးငါပြောသီးကင်ပြီးတော့ဟိုအမြဲတမ်းပေါ့နော်ငါပြောသီးကိုဖတ်တာသူငါပြောသီးနဲ့သူလိုက်နေရ site အတူတူလောက်ပဲဆိုတော့သူငါပြောသီးလေးအဲ့လိုဖတ်ပြီးတော့သူအဲ့လိုပဲရှောက်သွားတယ်အရင်ကြီးอ่ะanyway အဲ့ဒါနဲ့ဟိုမနေ့ကဆရာကအခုပြောချင်တဲ့အကြောင်းအရာ Rumi ကုံလေးဖြစ်ပြီးတော့အကယ်လို့များကိုကအရင်အခုချိန်မှာစိတ်တော့ကတွေရောက်နေတယ်ဆိုရင်ကိုဘာလှုပ်လိုက်တယ်ဆိုရင်အတိုင်းအတာတစ်ခုတည်းစိတ်သက်သာရမလဲဆိုတာလေးကိုဆရာ personal experience အရာ share ပေးချင်တာပါဆရာအကြောင်းဆရာခြေတန်းတင်ပြီးတော့အခုလူအများစုစိတ်ညစ်နေတဲ့အချိန်မှာဆရာအကြောင်းဆရာခြေတန်းတင်ပြီးတော့ပြောချင်လို့မဟုတ်ဘူးကိုကြုံနေရတဲ့အတွေ့အကြုံပြောလိုက်တယ်ဆိုရင်ကိုကြုံနေရတဲ့အတွေ့အကြုံ personal experience ကိုဟိုပါ reference အနေနဲ့ analogy အနေနဲ့ပြောလိုက်တယ်ဆိုရင်ပုံများပေါ်လွယ်မလားဆိုပြီးတော့ပြောတာပါအဲ့ဒါနဲ့ anyway ဆရာကလေးအတွက်ဆိုပြီးတော့ဆရာ grocery shopping ဆရာသွားနေကြအမြဲတမ်းgrocery shopping သွားနေကြအဲ့ဒါနဲ့ဆရာဒီနာကဆရာတို့7ဟိုဘာလဲဟို one stop မှာဆရာဟိုခလေးစားဖို့ဆိုပြီးတော့အသီးလေးတွေသွားဝယ်တာပေါ့သူပန်းသီးပေါ့နော်ပန်းသီးဝယ်မလို့လုပ်နေတဲ့အခါကျတော့အဲ့ဒီပန်းသီးဝယ်တဲ့ဘေးနားလေးမှာဟိုတော့ဟိုပါပေါ့နော်ဘယ်လောက်ရှိမလဲ9နှစ်10နှစ်10နှစ်လောက်ရှိမှာပေါ့9နှစ်10နှစ်10နှစ်လောက်ရှိပြီးတော့လမ်းမှာတောင်းစားတဲ့ကလေးလေးကအဲ့ဒီ one stop မှာတက်ဝင်လာပြီးတော့သူကကစုံရက်လာဝယ်တာကစုံရက်လာဝယ်အဲကစုံရက်စင်နဲ့ဆရာတို့ဟိုပန်းသီးစင်နဲ့ဟာတနေရာလေးပဲပေါ့နော်အဲ့တော့ဆရာကလည်းဒီဘက်မှာပန်းသီးစင်ဖြည့်မှာရက်နေသူကဒီဘက်မှာကစုံရက်စင်ကိုရက်နေတယ်ပေါ့နော်အဲ့ရက်နေပြီးတော့သူကအဲ့ကစုံရက်တစည်းယူပြီးတော့ကောင်တာမှာသွားတင်တော့အဲ့ကစုံရက်ကဘယ်လောက်လဲဆိုတော့ तू ပတ်စံနေပေါ့နော်အကျွေတွေအများကြီးပဲဖြစ်နေတော့ तू ပတ်စံစီနေတော့ကောင်တာကနေပြီးတော့အဲ့ကက်ရှာကနေပြီးတော့စီပေးမယ်လို့တော့အဲ့ဒီကက်ရှာကကောင်မလေးရဲ့လက်ကိုဖက်ကနေလှမ်းရလိုက်တယ်မလုံးနဲ့တဲ့ထအော်တယ်လားမလုံးနဲ့တဲ့တော့ तू လုံးမယ်ပေါ့မလုံးနဲ့တဲ့တော့ तू လုံးမယ်ဆိုပြီးတော့ထအော်ပြီးတော့အဲ့ဒါတော့ तू ကစုံရကြတာပေးလိုက်တာအဲ့ဒါနဲ့ဆရာလေးဩသားပေါ့နော်ကို့မှလည်းသားတယောက်ရှိတဲ့အခါကျတော့သားလားဘာစားမလဲဆိုတော့ तू ကပန်းသီးစားမယ်တဲ့ပန်းသီးစားမယ်ဆိုတော့အဲ့ဒါနဲ့ပန်းသီးလေး9လုံးလောက်ဝယ်ပေးပြီးတော့သူ့ကိုထည့်ပေးလိုက်ရတာပေါ့နော် even though အဲ့လိုမျိုးလုံးလိုက်တဲ့အခါကျတော့ဆရာလည်းပြောရမယ်ဆိုအိမ်ကြီးကတငိမ်လုံးညစ်နေတာပြောဆရာမှလည်းညစ်စရာအကြောင်းကြီးနေတာရှိတယ်အခုဗီဒီယိုရိုက်တဲ့အခါမှာတက်နိုင်သမျှအစွမ်းကုန်ကြိုးစားပြီးပြုံးနေတယ်ဆိုပေမဲ့လည်းပဲဆရာမှလည်းအစင်မပြေတာတွေစိတ်ညစ်စရာတွေအများကြီးရှိရပေါ့လေအဲ့ဒီအချိန်မှာဆရာအဲ့သူ့လက်ထဲကိုပန်းသီးလေးထည့်ပေးလိုက်တဲ့အချိန်မှာဘာတွေးမိလဲဆိုတော့ငါဒီနေ့တော့လူဖြစ်ရကျုံနဲ့သွားပြီဒီနေ့တနေ့စာအတွက်ပေါ့နော်ဒီနေ့တနေ့စာအတွက်တော့ငါ
လူပီသားတဲ့လုပ်ရလေးတစ်ယောက်တစ်ခုငါလှုပ်လိုက်မိပါလားဆိုပြီးတော့ကို certify ဖြစ်သွားတယ်ပေါ့လေ certify ဖြစ်သွားတယ်ဆိုကိုငါတော်တယ်ငါသိတယ်ငါတက်တယ်ဆိုပြီးတော့ egocentric ဖြစ်တာကိုပြောတာမဟုတ်ဘူးပေါ့နော် egocentric ဖြစ်တာကိုပြောတာမဟုတ်ဘူးကိုဘယ်လိုလဲမသိဘူးဗျာဟို feeling of gratitude ပေါ့နော်အနည်းဆက်ဆုံးပြောရမယ်ဆိုရင်တော့ a feeling of gratitude ပေါ့ကိုလည်းကျေးဇူးတင်မိတယ်ပြောရမယ်ဆိုရင်ကိုလည်းကျေးဇူးတင်မိတယ်ကိုဒီလိုမျိုးလုပ်တာကောင်းတယ်ဆိုတာကိုသိအောင်လုပ်ပေးခဲ့တဲ့ကိုမိဘတွေကိုလည်းကိုကျေးဇူးတင်မိတယ်ကိုဒီလိုမျိုးလုပ်အောင်သင်ပေးခဲ့တဲ့ထားပါတော့ဘာသာရေးဆရာပေါ့နော်အဲ့လိုမျိုးလူတွေလည်းကျေးဇူးတင်မိတယ်လို့အဓိကကိုကျေးဇူးတင်မိတာတော့ကိုဖက်ခဲ့တဲ့ဝတ္ထုတွေပေါ့နော်ကိုဖက်ခဲ့တဲ့ဝတ္ထုတွေပါကိုဖက်ခဲ့တဲ့ဝတ္ထုတွေတော့ဆရာကျေးဇူးတင်မိတယ်ပေါ့နော်အဲ့ a feeling of basically I was utterly overwhelmed by a feeling of gratitude when I made this kind of small donation even though no matter how insignificant that may be ပေါ့နော်ဆရာအဲ့လိုမျိုးလေးပေါ့ဖြစ်သွားတဲ့ moment ကအဲ့လိုမျိုးလေးပေါ့ it's kind of like a moment of euphoria it's kind of like a moment of eureka ပေါ့နော်it's nothing probably nothing like a moment of eureka but I have a sense of gratitude and if you have a sense of gratitude you feel satisfied with yourself and when you feel satisfied with yourself you probably be able to boost your self esteem ဟုတ်တယ်မလားအဲ့လိုမျိုးဖြစ်နိုင်နေတာဟုတ်အဲ့နဲ့သူကတော့ကောင်းလေးပြုံးပြသွားသေးတယ်ဆရာကောင်းလေးကဆရာကိုပြုံးပြသွားသေးတယ်ပြုံးပြပြီးတော့သူဒိုးသွားတာပေါ့လေဒိုးသွားပြီးတော့ဆရာတော့ပတ်စံရှင်းမှုထိုင်ကြံခဲ့တာဆရာဝယ်ထားတာလေးရှိသေးတဲ့အခါကျတော့အဲ့တော့ဆိုလိုတာကခုန Rumi ကုတ်လို့ပဲ if everything around you seems dark you may be the light တခါလေကြာရင်ကိုကဒုက္ခတွေရောက်နေပြီးတော့အစင်မပြေတဲ့အချိန်မှာတခြားလူတယောက်ကိုကူညီလိုက်တယ်ဆိုရင်you probably tend to view your problem from a different perspective and if you can view your problem from different perspective you probably were able to cultivate the right attitude in order to tackle this problem in order to accommodate this problem with different kinds of solution ပေါ့နိအဲ့လိုမျိုးဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဟုတ်တယ်မလားဆရာပြောနေတာအဲ့ဒါပါအဲ့တော့ကိုအစင်မပြေတဲ့အခါမှာသူများကိုကူညီလိုက်ခြင်းအားဖြင့်လေကိုအတွက်စိတ်သက်သာရစေတယ်ကိုကြုံနေရတဲ့ပြဿနာကို solution တစ်ခုအနေနဲ့မှန်ဘလူးပြောင်းကြည့်ပြီးတော့လိုက်ရှာလို့ရတယ်ဆိုတာလေးကိုလည်း remind လုပ်တာပါခင်ဗျာလှူလိုက်တဲ့ပမာဏဘယ်တော့မှမဟုတ်ဘူးဆိုပေမဲ့လည်းပဲဘယ်တော့မှမဟုတ်ဘူးဆိုပေမဲ့လည်းပဲဒါအခုဒါဆရာ social media ပေါ်မူတည်ပြီးတော့ဆရာ social media ပေါ်မှာ post တင်ပြီးတော့ကြွားပါပြီးပြောနေတာမဟုတ်ဘူးဆရာပေးလိုက်တဲ့ပမာဏပန်းဒီ၄လုံးစာပဲပေးလိုက်၄လုံးလား၅လုံးလားမသိသေးချာမှတ်မိတော့ပန်းဒီ၄လုံးလား၅လုံးလားပဲဆိုတော့ဘယ်တော့မှမကြောက်ဘူးပေါ့ဗျာဒါပေမဲ့ပန်းဒီကတော့အကြီးကြီးပေါ့လေပန်းဒီ၄လုံး၅လုံးလားဆိုတော့ပေးလိုက်တဲ့ခါကျတော့ဘယ်တော့မှမကြောက်ဘူးဒါပေမဲ့ပမာဏနဲ့မဆိုင်ဘူးကိုလှူလိုက်တဲ့ဟာဒါဆရာတို့ဗုဒ္ဓဘာသာမှာလည်းရှိတယ်ဟုတ်တယ်မလားလှူတဲ့အခါကျရင်ကိုလှူရတဲ့ intention နဲ့ဆိုင် intention နဲ့ကုသိုလ်ရတာခင်ဗျာအဲ့ဒီ logic ကလေအရန် profound ဖြစ်တယ်အရန် profound ဖြစ်ပြီးအရန် pragmatic ဖြစ်တယ်လို့ဆရာအရန်ထင်တယ်ပေါ့နော်ဒီဗုဒ္ဓဘာသာမှာကုသိုလ်ရတယ်ဆိုတာဆရာတို့လှူလိုက်တဲ့ပမာဏနဲ့မဆိုင်မင်းနဲ့ကိုလှူရတဲ့အကြောင်းရင်း intention နဲ့ကုသိုလ်ရတာအဲ့ဒါအရန်ကိုတေချာစဉ်းစားကြည့်အရန်ကိုကောင်းတဲ့ logic တစ်ခုအဲ့ဒါအရန်ကိုအဓိပ္ပာယ်ရှိတဲ့ logic တစ်ခုဆရာလည်းအဲ့လိုပဲဒီပန်းလေး၄၅လုံးလှူလိုက်ရတာဘာမှမဟုတ်ဘူးဆိုပေမဲ့လည်းပဲကိုပေးလိုက်တာတကယ်လိုအပ်တဲ့လူဖြစ်နေတာရယ်ကိုလည်းအဲ့နေ့မှာကိုအနေနဲ့ပြန်တွေးကြည့်တဲ့အခါကျတော့လေကိုပြောရမယ်ဆိုရင်ညာအဲ့နေ့မှာအများကြီးလုပ်ခဲ့တယ်တခြားကောင်းနိုင်လည်းလုပ်ပါတယ်ဆရာနေတိုင်းစာသင်နေတဲ့လူပဲဟုတ်တယ်နေတိုင်းကောင်းစာသင်နေတယ်ကောင်းနိုင်လည်းလုပ်တယ်ဆိုမျိုးလည်းပဲအဲ့နေ့တော့အဲ့ဒါလုပ်ခဲ့တာတော့ကိုအကျဉ်းနဲ့ဆုံးပဲအဲ့နေ့တနေ့တာဆိုအကျဉ်းနဲ့ဆုံးကဒီနေ့အတွက်တော့လူပီသသွားပြီဆိုပြီးတော့တွေးမိလိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်ကိုအစင်မပြေတာလေးရှိတယ်ဆိုရင်အတိုင်းအတာတစ်ခုတည်းကိုလှူနိုင်တန်းနိုင်သလောက်လှူဖို့တကယ်လိုအပ်တဲ့လူပေါ့နော်မလိုအပ်တဲ့လူတွေသွားမလှူနဲ့တကယ်လိုအပ်တဲ့လူကိုလှူဖို့ဆရာ recommend ပေးချင်ပါတယ်ခင်ဗျာအားလုံးပဲကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေ Rumi ကုတ်လေးပြန်ရွေးကြည့်မယ်ဆိုရင် if everything around you seems dark look again you may be the light ဗီဒီယိုလေးကြည့်ပြီးသားလဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်စားညာရှိကြပါစေခင်ဗျာ